မင်္ဂလာပါရှင်ဒီနေ့တော့အိမ်ဆိုင်ပူစီနံလေးတွေခူးပြီးတော့ဘရကျော်လှုပ်ရှားဖြစ်ပါတယ်လုံရလွယ်ပြီးစားလို့ကောင်းတဲ့ဘရကျော်နည်းလေးကိုဖြိုးနဲ့တူကြည့်ရှုလိုက်စို့နော်ဘရကျော်စားဖို့အိမ်ဆိုင်ပူစီနံနဲ့ငရုတ်သီးစိမ်းတွေကိုခူးလိုက်ပါတယ်ငရုတ်ပင်ဆိုင်ကြီးနဲ့ပူစီနံဆိုင်ကြီးအသေးစိတ်ကိုတော့ဖြိုးရဲ့ TikTok အကောင့်ဖြိုးရဲ့ဖြိုးမှာတင်ပေးထားပါတယ်ဘရကျော်လှုပ်ရှားဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ဘရကျော်မှုန့်ပဲစိမ့်မုံကြက်သွန်အဖြူအနီးပူစီနံရွယ်ငရုတ်သီးအယောင်တင်စော်ဒါမုံမဆလာစားနဲ့စနိုးတို့ကိုပြင်ဆင်ထားလိုက်ပါတယ်ဘရကျော်တဲ့ကိုရောကြောဖို့အတွက်ကြက်သွန်အဖြူလေးကိုအခွန်ခွာရေးဆေးပြီးချိန်ထားလိုက်ပါတယ်ဘရကျော်မုံနစ်ဖြောဖို့အတွက်ပထမဦးဆုံးပဲစိမ့်မှုတ်ကိုရေဖြောထားလိုက်ပါတယ်ဘရကျော်ဆိုရင်တော့ဖြူကမွှေးတစ်စိတ်ကိုပဲသုံးထားပါတယ်ဘရကျော်မုတ်ထည့်ပေးပြီးရင်တော့ဖြောထားတဲ့ပဲစိမ့်ရေကိုထည့်ဖြောပေးပါတယ်ကြော်တဲ့အခါခွဲမထက်အောင်ပြစ်ပြစ်လေးဖြောထားလိုက်ပါတယ်ဖြိုးကဘရကြော်တဲ့အခါတိုင်းဝှင်းနေအောင်ပူစီနံရွက်တွေကိုညှက်ထည့်ထားပါတယ်ပူစီနံမကြိုက်ရင်တော့ပြင်းတော့တဲ့ရွက်ကလေးတွေထည့်ကြော်လို့ရပါတယ်ဆက်လေးစားခြင်းလို့ငရုတ်သီးစိမ်းလေးတွေကိုပါညှက်ထည့်ထားပါတယ်ပြီးရင်တော့ကြိတ်ထားတဲ့ကြက်သွန်အဖြူလေးကိုထည့်လိုက်ပါတယ်အရသာအတွက်ကတော့စနွန်းစားမဆလာစော်ရာမုန့်နဲ့အယောင်တင်မုန့်တို့ကိုထည့်လိုက်ပါတယ်ဒီရတာလေးထည့်ပေးပြီးရင်တော့တေချာလေးနှံ့အောင်နဲ့လိုက်ပါတယ်အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့စကြော်ပါမယ်နော်ဒဲဦးပူတာနဲ့စီထည့်လိုက်ပါတယ်စီပူလာတာနဲ့ဘရကျော်အနှစ်ကိုပြားပြီးရောကြော်လိုက်ပါတယ်မုံနှစ်ကိုတေချာလေးဆက်ထားတာဆိုတော့ကြော်ရင်ကွဲမထွက်ပါဘူးနော်အကျက်ညီအောင်ဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်ပေးထားပါတယ်ကြော်နေရင်လည်းခုလိုရွှေရောင်လေးတန်းလာရင်တော့စစ်ပြီးဆဲထားလို့ရပါပြီဘရကျော်နဲ့အလိုက်ဖက်ဆုံးမကြီးချင်းလေးကိုလည်းဖြောထားလိုက်ပါတယ်မကြီးချင်လေးပိုစားကောင်းအောင်ငရုတ်သီးမှုန်လေးပါထည့်လိုက်ပါသေးတယ်။ဒါဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ဘရကျော်ပူပူလေးတွေရပါပြီ။ပူစီနံတွေထည့်ချော်ထားတာဆိုတော့အရန်ကိုမှီပါတယ်ရှင်။ထမင်းပူပူလေးနဲ့ပဲစားအစာပြေပဲစားအရန်ကိုစားလို့ကောင်းပါတယ်။ငရုတ်သီးစိမ်းလေးတွေပါညှက်ထည့်ထားတာဆိုတော့ထိမိခွေလေးပါနော်။ဒီနေ့ဖြိုးတို့တင်ပြသွားတဲ့ဘရကျော်နီးလေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ်ရှင်။ဖြိုးတို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်။